ကဘာတစ်စီကိုသွားတဲ့ဗီဒီယိုလေးကပါတူလေးပါဒီနေရာလေးကစရန်ကောင်တဲ့ရဲ့အပေါ်ဆုံးထက်မှာရှိပါတယ်အထဲမှာဘာတွေရှိတယ်ဘယ်လိုရှုခင်းတွေရှိတယ်ဘယ်လိုပုံစံလေးတွေရှိတယ်ဆိုတာသိချင်တော့ရုံးနဲ့တူတူအဆောင်ဒီကြည့်လိုက်ကြရအောင်စရန်တဲ့ကိုစောင့်ဝင်နေပါပြီရုံးလို့သွားတဲ့ချိန်လေးဒီဇင်ဘာ21ရက်နေ့ဆိုတော့စရန်မှာလူတော်တော်လေးများပါတယ်ရှင်ခုကတော့စပြီးတော့ဓာတ်လေးကစီးပါတယ်ပြီးတော့လမ်းဆက်ရှုပ်ပါတယ်ရှင်လမ်းလျှောက်ရင်းနဲ့စကားပြောလိုက်ရလိုက်ပါပဲရှင်ပြီးတော့ထပ်ပြီးတော့ဓာတ်လေးကစီးပါတယ်ဓာတ်လေးကစီးပြီးတော့လမ်းဆက်ရှုပ်ပါတယ်ခုလိုသွားနေရလို့ရှင်အရုပ်ကဒီလိုမျိုးတော်တော်လေးတာရနေပါတယ်ရှင်စကားကလည်းတော်တော်လေးပြောပါတယ်နော်ပြီးတော့ဓာတ်လေးကစီးပါတယ်ကောင်တဲ့ကလေအထက်5ထပ်တိတက်ရမှာဆိုတော့ဓာတ်လေးကတစ်စစ်ပြီးတစ်စစ်စီးရပါတယ်ဒီတစ်ထပ်ပြီးရင်တော့နောက်ထပ်တစ်ထပ်ပဲကျန်ပါပြီထပ်ပြီးတော့ဓာတ်လေးကစီးလိုက်ပါတယ်အခုတော့စရန်ကောင်တဲ့ရဲ့အပေါ်ဆုံးထပ်ကိုရောက်လာခဲ့ပါပြီရှင်ဒါကတော့ဘန်ကောက်မှာနှုံမြင့်ကြီးနေတဲ့ကဘာသေးဆိုတဲ့နေရာလေးကိုစောင့်ဝင်နေပါပြီသူတို့လှုပ်ထားတဲ့ရှုခင်းတွေကတော့တော်တော်လေးလှပါတယ်ရှင်အခုကတော့ဝင်ပေါ်ကနေတဖြည်းဖြည်းဝင်လာခဲ့တာပေါ့နော်ဒါကတော့ကျမရုံးပါရှင်အခုတော့အပေါ်ကိုတက်နေပါပြီဓာတ်ပုံရေးလိုက်လမ်းလျှောက်လိုက်နဲ့တော်တော်လေးအလုံများနေပါတယ်ရှင်အခုတော့အပေါ်ထက်ကိုရောက်လာခဲ့ပါပြီမမယူနဲ့ကျမနဲ့နှစ်ယောက်ဓာတ်ပုံရေးလိုက်လမ်းလျှောက်လိုက်နဲ့တော်တော်လေးလုံများနေပါတယ်ရှင်ဒါကတော့အပေါ်ထက်ရှုခင်းလေးပါရှင်ခုံမိုးပေါ်မှာလေးဒီလိုလက်ပြလေးဆင်ပေးထားတော့တော်တော်လေးလှပါတယ်အပေါ်မှာဆိုင်တွေရောက်ပုံများတယ်ပေါ့နော်ဆိုင်တွေကလည်းအရက်ဆိုင်တွေကြီးပါပဲအခုမြင်နေရတဲ့နေရာလေးကလေဓာတ်ပုံရေးလို့ရှင်တော်တော်လေးလှပါတယ်ရှင်ဒါကတော့သူတို့စိတ်ထားတဲ့ဟင်းရွက်ပင်တွေပါဘာမှတော့မသိပါဘူးနေရလေတော်တော်လေးကျက်ပါတယ်လူကလည်းအရန်များတယ်ပေါ့နော်အပေါ်မှာဆိုင်တွေကြီးပါပဲအင်ဂျီဆိုင်မုတ်ဆိုင်အရက်ဆိုင်အစုံရှိပါတယ်အဓိကသူတို့အသားပေးထားတာတစ်ပင်တွေကိုပေါ့နော်တစ်ပင်တွေဒီလိုမှန်ဘလူးနဲ့ကြည့်ခိုင်းပါတယ်ရှင်ဒီကနေကြည့်တော့ရှုခင်းလေးကတော်တော်လေးလှပါတယ်ရှင်အဲ့ဒီကဘာလုံးပုံစံလေးနဲ့တော်တော်လေးလှပါတယ်ဒါကတော့ကျမတို့နှစ်ယောက်ပါရှင်ဒါကတော့အပေါ်ထက်မြင်ကွင်းလေးပါရှင်ဒီပန်းလေးပန်းစိတ်တော့မဟုတ်ပါဘူးဒါပေမဲ့လှတာကတော့တော်တော်လေးလှပါတယ်ရှင်အခုတော့ဓာတ်ပုံလေးတွေလည်းရေးပြီးဆိုတော့ပြန်ပါတော့မယ်ဒီကလည်းအရန်စားနေပြီဆိုတော့ထမင်းစားဖို့သွားနေတာပဲဖြစ်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုလေးတစ်ခုထပ်တင်ပေးအောင်ပါမို့လို့ထပ်ပြီးတော့စောင့်ကြည့်ပေးကြပါဦးနော်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်